အဲ့ဒီရှည်လျားတဲ့ကာလမှာများစွာသောလူသားတွေနဲ့တခြားသောတရားဝါတွေဟာမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးမတ်ဖို့တရားတွေကိုရရှိပြီးတော့တန်တရားဝစ်စင်ရဲကနေလွတ်မြောက်သွားကြမှာပဲဖြစ်ပါတယ်။နံပါတ်16အနေနဲ့ကတော့ထို3,600ပြည့်တော့ဘုရားငါးစုပြည့်ပြီးတော့ဤပတ္တကဘာကြီးပျက်စီးသွားမှာပဲဖြစ်ပါတယ်။မိတ္တရာဘုရားရှင်ရဲ့သာသနာတော်ဟာ3,600နှစ်တိုင်တိုင်တည်ရှိပြီးတော့အဆုံးကိုရောက်ရှိလာတဲ့အခါမှာဤပတ္တကဘာကျွန်တော်တို့ယခုနေထိုင်တဲ့ကဘာမှာပွင့်တော်မူခဲ့တဲ့ဘုရားရှင်ငါးစုကကုတ္တဘုရားကောနာကုံဘုရားကတ္တပဘုရားဂေါရမဘုရားနဲ့အရိမိတ္တရာဘုရားတို့ရဲ့သာသနာတော်ဟာလုံးဝပျောက်ကွယ်သွားပါလိမ့်မယ်လို့ဗုဒ္ဓကျမ်းဂန်တွေမှာအတိအလင်းဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာကဘာကြီးဟာမီတေဇောဓာတ်ရေအာဘောဓာတ်ဒါမှမဟုတ်လေဝါယောဓာတ်တမျိုးမျိုးရဲ့အားကြီးတဲ့တိုက်ခိုက်မှုကြောင့်အပိုင်းပိုင်းအဆအဆအကွဲပြီးတော့ပျက်စီးခြင်းကိုရောက်သွားလိမ့်မယ်လို့အဘိဓမ္မာတရားတော်လားအထာကထာတွေမှာဖွဲ့ဆိုထားပါတယ်။ဤဒီမှာစัจ java လာရဲ့ဖြစ်တည်မှုနဲ့ပျက်စီးမှုရဲ့သဘောတဘာဝကိုပြသနေတဲ့တန်တရားဆက်ဝန်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။နံပါတ်19အနေနဲ့ပျက်စီးပြီးတဲ့နောက်မှာဘုရားမပွင့်တဲ့ကဘာတသိန်းဖြစ်တည်ပြီးတော့အဲ့ဒီကဘာတသိန်းလွယ်တဲ့အခါမှာမာနကဘာတစ်ပြန်လည်စတင်လာမှာပဲဖြစ်ပါတယ်။ပတ္တကဘာကြီးဟာအထက်မှာဆိုခဲ့တဲ့အတိုင်းပျက်စီးသွားတဲ့နောက်မှာဘုရားရှင်ပုံထွန်းတော်မူတဲ့ကဘာတသိန်းအသင်ရှိရကတ်တစ်ခုဟာကဘာတစ်တစ်ခုအဖြစ်နဲ့တည်ရှိလာပါလိမ့်မယ်လို့ဗုဒ္ဓဘာသာဆိုင်ရာကျမ်းဂန်တွေမှာဖော်ပြထားပါတယ်။အဲ့ဒီကဘာမှာလူသားတွေဒါမှမဟုတ်တခြားသောတရားဝါတွေဟာတည်ရှိလာနိုင်ပေမဲ့လည်းမြတ်စွာဘုရားရဲ့တရားတော်နဲ့ကင်းကွာနေပါလိမ့်မယ်။အဲ့ဒီကဘာတသိန်းကြာမြင့်ပြီးတဲ့နောက်ကဘာတစ်တစ်ခုဟာပြန်လည်စတင်လာမှာဖြစ်ပြီးတော့အဲ့ဒီကဘာတစ်ကိုမန္တကဘာလို့ခေါ်တွင်လာလိမ့်မယ်ဆိုတာကိုအနာဂတဝတ္တပါဠိတော်နဲ့တခြားသောရှေးဟောင်းစာပေတွေမှာညွှန်းဆိုထားပါတယ်။ဤဒီမှာစัจ java လာရဲ့အဆုံးမရှိတဲ့ဖြစ်တည်မှုနဲ့ပျက်စီးမှုဆက်ဝန်းရဲ့နောက်ထပ်အစတစ်ခုပဲဖြစ်ပါတယ်။နံပါတ်18အနေနဲ့ကတော့အဲ့ဒီကဘာမှာဗြဟ္မတန်ဗုဒ္ဓဘုရားနဲ့ဓမ္မရာဇဘုရားနှစ်စုပဲပွင့်ပါမယ်။မန္တကဘာတစ်စတင်ဖြစ်တည်လာတဲ့အခါမှာဗြဟ္မတန်ဗုဒ္ဓဘုရားနဲ့ဓမ္မရာဇဘုရားလို့ခေါ်တဲ့တပ္ပိညုတဉာဏ်တော်ရှင်ဘုရားနှစ်စုဟာတလဲစီပွင့်ထွန်းတော်မူလိမ့်မယ်လို့အနာဂတဝတ္တပါဠိတော်မှာအတိအလင်းဟောထားပါတယ်။ဒီဘုရားရှင်နှစ်စုသည်ကဘာသူကဘာသားတွေနဲ့တခြားသောတရားဝါအပေါင်းတို့ကိုမြင့်မြတ်တဲ့တရားတော်တွေကိုဟောကြားဆုံးမပြီးတော့တန်တရားရဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်အောင်လမ်းညွှန်ပြသပါလိမ့်မယ်။အဲဒီလိုနဲ့ကဘာကြီးဟာဘုရားရှင်တို့ရဲ့မေတ္တာတော်ဂရုဏာတော်တို့နဲ့ပြည့်နှံ့နေပြီးတော့တရားဝါတွေဟာလည်းတရားတော်ရဲ့ငြိမ်းအေးချမ်းသာမှုမှာဝေးလျော်ကြလိမ့်မယ်လို့ယုံကြည်ရပါတယ်။အဲ့ဒီအချက်လက်တွေကိုထေရဝါဒဗုဒ္ဓဘာသာရဲ့ကျမ်းဂန်တွေမှာလာရှိဖော်ပြထားတဲ့ဖော်ပြချက်တွေကိုအခြေခံပြီးတော့စူးစီးထားခြင်းပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်ရပ်တွေဟာအနာဂတ်ကာလမှာစัจ java လာနဲ့တရားဝါတို့ရဲ့ပြောင်းလဲမှုတွေကိုခံမှန်းပြီးတော့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ကျမ်းကိုးကားချက်တွေဟာတက်နိုင်သမျှတိကျမှန်ကန်စေဖို့ကြိုးစားထားပါတယ်။သို့တော့တချို့အချက်တွေဟာအနာဂတ်ဖြစ်ရပ်တွေကိုဟောကြားထားတာကြောင့်တိုက်ရိုက်ကိုးကားရန်ခက်ခဲနိုင်ပါတယ်။အဓိကအားဖြင့်အနာဂတဝတ္တပါဠိတော်ဒီကနိကေနိဂုတ္တရနိကေအဘိဓမ္မာပိဋကတ်လောကပညာပတ္တိကျမ်းနဲ့မဟာဝံအထကထာတို့ကိုအဓိကကိုးကားထားကြောင်းလေ့လာသိရှိနိုင်ပါတယ်။သာသနာတော်နှစ်9000စီးတဲ့အခါမှာဖြစ်ပေါ်လာမယ့်အကြောင်းအရာ18ရက်ကိုမြမထေရဝါဒဗုဒ္ဓဘာသာဓမ္မအမြင်နဲ့အညီဒီကုန်းချုပ်တင်ပြလိုက်ပါတယ်။ဖော်ပြချက်တွေဟာဗုဒ္ဓဘာသာဝင်တို့ရဲ့ယုံကြည်ကိုးကွယ်မှုနဲ့ရှေးဆရာတော်ကြီးများရဲ့မှတ်တမ်းတင်ခဲ့တဲ့အနာဂတ်ဗျာကရဏများပဲဖြစ်ပါတယ်။လောကရန်ရဲ့မမြဲတဲ့သဘောတဘာဝကိုထင်ဟပ်စေပြီးတော့အရာရာဟာဖြစ်တည်မှုမှပျက်စီးခြင်းကိုမလွဲဧကန်ရောက်ရှိနိုင်မယ်ဆိုတဲ့သစ္စာတရားကိုအဲ့ဒီဖြစ်ရတွေကတက်တည်ခံရရှိပါတယ်။လူတွေရဲ့သီလသမာဓိပညာဆိုတဲ့မြင့်မြတ်တဲ့အကျင့်တရားတွေယူရွလာတဲ့အခါမှာကြုံရမယ့်ဇိုဝါလာတဲ့ကပ်ပေအမျိုးမျိုးအဲ့ဒီနောက်ကောင်းမှုကုသိုလ်တရားတွေကိုလက်ကင်ထားတဲ့သူတော်ကောင်းတွေဟာပြန်လည်စီပင်ဝါပြောလာမယ့်တာယာတဲ့ကဘာတဲ့အဆုံးမှာမေတ္တရမြတ်စွာဘုရားပွင့်ထွန်းတော်မူတဲ့အထိတန်တရားရဲ့ဆက်ဝန်းမှာအံ့ဩဖွယ်ရာလေးလာမှတ်သားဝင်များဖြစ်ပါတယ်။တို့ဖြစ်ပါ၍ယခုကဲ့သို့မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့ခွင့်ရရှိထားတဲ့ကာလမှာကုသိုလ်ကောင်းမှုတွေကိုကြိုးစားအားထုတ်ပြီးတော့မိမိတို့ရဲ့စိတ်နှလုံးကိုတရားဓမ္မနဲ့စေကြောတန့်စင်သင့်ပါတယ်။အနာဂတ်မှာမိတို့သောအန္တရာယ်တွေပဲကြုံတွေ့စီကမှုယခုဘဝမှာတရားတော်နဲ့အညီကြင့်ကြံနေထိုင်ခြင်းသည်သာအဲ့ဒီအန္တရာယ်ကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့အကောင်းဆုံးသောလက်နက်အကာအကွယ်ပဲဖြစ်ပါတယ်။ဒါကြောင့်သာသနာတော်ရဲ့အဆုံးသတ်ကိုသာစိုးရင်ပူပန်နေမဲ့အစားယခုရရှိထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးကိုအကျိုးရှိအောင်အသုံးချပြီးတော့တရားဓမ္မတိုးတက်မှုရရှိအောင်မေတ္တာမြတ်စွာဘုရားရဲ့သာသနာတော်မှာပါဝင်ခွင့်ရရှိပြီးတော့မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့စ
ဆန္ဒပြုရင်းနဲ့ဒီနေ့ရဲ့တင်ဆက်မှုလေးကိုဒီမှာပဲရပ်နာပါအောင်ခင်ဗျာ ပရိသတ်